ပျော်ရွှင်စရာနေ့လေးဖြစ်ကြပါစေရှင်။တခါတလေဘဝကိုကောင်းကောင်းစီမံခြင်းပေမဲ့အလုပ်တွေများလာတဲ့အခါစိတ်ကရှုပ်ထွေးပြီးမတည်မငြိမ်ခံစားရတဲ့နေ့ကရှိပါတယ်။အဲ့ဒီနေ့လေးတွေကိုကြုံလာရရင်ကိုဖိအားမပေးပဲကြော်ဖြတ်နိုင်မှုအစီအစဉ်တကျရှိပါစေဆိုတဲ့ခေါင်းစဉ်နဲ့စာပိုက်လေးကိုအတွေ့အကြုံတွေရရှိစေမှုအတွက်မျှဝေဖတ်ပြပေးခြင်းပါတယ်။အစီအစဉ်တကျရှိခြင်းဆိုတာအရာရာကိုတင်းကျပ်စွာထိန်းချုပ်ရမယ်ဆိုတဲ့အတိတ်ပဲမဟုတ်ပါဘူး။ကိုယ်အချိန်ကိုယ်စိတ်ကိုယ်အင်အားကိုလေးစားပြီးအသုံးချတာပါ။နေ့စဉ်လုပ်ရမယ့်အရာတွေကိုနည်းနည်းစီစီမံထားနိုင်ရင်စိတ်ကပေါ်ပါပါတယ်။သူ့အသုံးဝင်ပုံတိုင်းအတန်းလိုက်စီထားတဲ့စီးပြီးသားပကံတွေတွေ့ရတာလှတယ်။သူ့အမျိုးအစားတိုင်းရွေးစီလန်းထားတဲ့အဝတ်တန်းကိုတွေ့ရတာလဲလှတယ်။တယောသလိုပုံပေါက်နေပြီမယ်စိတ်ကူးစိတ်တန်းကောင်းကောင်းနဲ့ညီညာစီထားတဲ့ဖနက်အဟောင်းလေးတွေတွေ့ရတာလဲလှတာပါပဲ။အရာအလုံးဟာအစီအစဉ်တကျရှိနေမယ်ဆိုရင်ပိုလှတဲ့ပုံပေါ်လာတာပါပဲ။အစီအစဉ်တကျရှိနေရင်အဲ့ဒီလိုလေအစီအစဉ်တကျရှိနေတာမြင်ရတာစိတ်မှာတက်တာတယ်စိတ်ချမ်းသာတယ်စိတ်ရှုပ်မသွားဘူးစိတ်ညစ်မသွားဘူးဘလို့လုပ်ရင်ပိုကောင်းမလဲဒီလိုလေးတွေးပြီးတော့ဒီလိုလေးဖြစ်အောင်လုပ်မယ်ဆိုပြီးတက်ရလေးလုပ်လိုက်တာဟာလုပ်နေတော့လေကြည်နေရမှာပဲပျော်နေရမှာပဲမြင်ရသူရဲ့စိတ်မှာလေလှုပ်လိုက်သူတဲ့စိတ်ရဲ့လှပတဲ့စိတ်ကိုခံစားမိတယ်ကြည်နူးရပါတယ်ဒါလေးမဆိုစီးစနစ်ရှိအစီအစဉ်တကျရှိထားတတ်တူတတ်တာလှုပ်တတ်တာဟာကိုယ်တိုင်လဲစိတ်ကြည်လင်မှုတန်ရှင်းမှုဖြစ်တယ်လို့မြင်ရတဲ့သူကိုလည်းစိတ်ကြည်လင်မှုတန်ရှင်းမှုဖြစ်စေပါတယ်။တကယ်တော့လှအောင်လုပ်ချင်လုပ်ဖို့ခက်တာမဟုတ်ပါဘူး။အဲ့ဒါကိုအဲ့လိုလေးလှပလေးဖြစ်အောင်လုပ်လိုက်မယ်လို့ဆိုတဲ့စိတ်ပဲလိုတာပါ။ဒီစိတ်ကစိတ်နေတဲ့သူတွေရောင်လို့တောင်စိတ်ကူးမပေါ်တဲ့စိတ်မျိုးပါ။အင်မတန်အဆင့်မြင့်တဲ့စိတ်ဖြစ်ပါရဲ့နော်။လုံနေကြဖြစ်သွားရင်အချိန်လဲထူပြီးပိုကုန်မနေပါဘူးပိုလဲပင်မသွားပါဘူးကိုရှိတဲ့နေရာမှာဘာလေးမဆိုတက်ရလှုပ်လိုက်တာလှပလေးထားလိုက်တာဟာကိုစိတ်ဘလောက်လှတယ်လဲဆိုတာပေါ်ပြရာရောက်ပါတယ်အရာအလုံးဟာအစီအစဉ်တကျရှိနေမယ်ဆိုရင်ပိုလာသွားတာအမှန်ပါပဲပိုလာသွားဖို့လှုပ်လိုက်ခြင်းတဲ့စိတ်ကပိုပြောနေမှလည်းအမှန်ပါပဲအဲ့ဒီအကျင့်လေးတွေဟာတကယ်စိတ်ကိုပျော်ရွှင်ကြည်နူးစေပါတယ်။အဝတ်လေးတွေလျှောပြီးလှမ်းတဲ့အခါအမျိုးအစားလိုက်တန်းစီပြီးလှမ်းခြေလေးတွေတန်းစီပြီးအစီအရေပြန်ထားတဲ့ချိန်အထားအသူလေးတွေစနစ်တကျဖြစ်အောင်အစီအစဉ်တကျထားတဲ့အခါလုံနေတဲ့ချိန်ရဲ့လှုပ်ပြီးရင်ကိုယ်စိတ်ထဲဝင်လာတဲ့ခြေနဲ့ပီတိဟာဘာနဲ့မှမတူပါဘူး။တခြားသူတွေအရင်မခံစားရရင်တော့ကိုယ့်ရဲ့တက်ရဲ့တီချာလေးလှုပ်လိုက်တဲ့စိတ်ထဲကဖြစ်လာတဲ့ပီတိဟာတကယ်ကိုကြည်နူးမှုကိုဖြစ်စေပါတယ်။စီကံရှိမှုဟာကိုကန့်သက်ဖို့မဟုတ်ပါဘူး။ကိုဘွားကိုလွတ်လပ်စေဖို့ပါ။နေတိုင်းပြည့်စုံမှုလည်းမဟုတ်ပါဘူး။နေတိုင်းနည်းနည်းကောင်းလာဖို့ပါ။ကိုဘွားကိုလက်နဲ့တည်ငြိမ်စွာစီမံတက်ရင်လုံလောက်ပါတယ်။အဲဒီစီမံတက်ခြင်းကကိုဖိအားပေးတာမဟုတ်ပဲကိုတဖြည်းဖြည်းပျော်လာစေတာပါတဲ့။နားဆင်သူတွေဘွားမှာလည်းစိတ်တွေရှုပ်လာတဲ့ချိန်ဘာမှလှုပ်ချင်စိတ်မရှိဖြစ်တယ်လို့ခံစားရတဲ့ချိန်တွေရှိလာခဲ့ရင်ကိုနားမှာရှိတဲ့အရာလေးတွေကိုတက်ရလှပစွာထားလိုက်ပြီးအစီအစဉ်တကျလှပသွားတဲ့အခါကိုပျော်ရွှင်မှုကိုကိုယ်တိုင်ခံစားနိုင်ကြပါတယ်။အစစရဆင်ပြေကြပါစေပျော်ရွှင်ကြပါစေနားဆင်ပြီးလို့ကျေးဇူးများတင်ပါတယ်ရှင်။